ကျိုးသားလည်းမှာကွာသမီးရဲ့နော်ပတ်စံတွေကိုလူသုံးသားမလို့နေကြတာလူအယုံမလွယ်နဲ့နော်ဒီမှာကိုမဒီလောက်သမီးသိဖို့ကွာဒီလားဝေသားလည်းမညှိုးငယ်ဘူးမင်းဘယ်နှပြားပို့ထားသေးလို့အပို့နေအောင်ကြိုးစားမင်းသားမှာကြားရှိတယ်နော်ပြောရရင်တော့မကောင်းကွာမပြောတာပဲကောင်းမှလို့မင်းနားလည်းဘူးပဲလို့တယ်အေးလေဟိုသူကဒီတစ်ပတ်အဖေပြောထားတဲ့အထက်မှာရှိတယ်သူ့ဘာသူတစ်ပတ်အထင်နဲ့လူစရာဟိုဘေးကတော့ဘယ်လိုပြောတော့မသိဘူးပေါ့နော်အဲ့ဒီဆဲတဲ့အကြောင်းလေးကိုသူကဘယ်သူဆဲတော့လဲအဖေတို့လည်းမပြောဘူးဆဲတာဆဲတဲ့လူသမီးသိလားသိတယ်လေအေးအဖေလည်းသိကျင်တာပေါ့အဖေပြောထားရလေငါသမီးမဆဲဘူးဆိုတာလည်းအဖေယုံတယ်ငကိုတွေကလည်းသမီးကမဆဲတတ်ဘူးဒါမဲ့သမီးအကြောင်းကြောင်းပေါ့နော်ဆဲမိတယ်ဆိုရင်တော့ငါသားမင်းကအကြီးမင်းနားလဲပေးရမယ်မင်းသွားတာ၄-၅-၈လရှိပြီဘယ်နှပြားပို့လို့တော့ဒါလည်းတချို့ကပြောကြမှာပေါ့သမီးရဲ့မဟုတ်လားအဲ့ဒီယောက်ျားပါပဲညပဲဒီလိုတွေပြောကြလိမ့်မယ်အဖေတော်တော်အသေးစိတ်ကိုပြောထားတယ်ကွာသမီးရဲ့ဒီထဲမှာဟိုနေအကြောင်းမျိုးမျိုးပေါ့ဟိုသမီးတို့သွားအဲ့လိုမျိုးထင်တယ်အဲ့ဒါသမီးမှာအပြစ်မရှိဘူးရှိတဲ့အပြစ်ကိုအဖေတို့ခွင့်လွှတ်နိုင်တယ်ဒါမှမဟုတ်သမီးမှသူဘေးကလည်းပြောရင်ပြောမှာပေါ့ကွာလို့အဖေတို့လည်းတမျိုးတမျိုးထင်မှာပေါ့လို့အဖေတို့ဒီထိမ့်သိမ်းထားပေးတဲ့ကိစ္စကိုဟိုလူကြီးအုပ်တဲ့ဘာညာဘေးကပြောရင်ပြောမှာပေါ့လို့ငါသမီးစိတ်ဓာတ်ကတော့ငကိုတွေကငါအရင်ကသိတယ်လို့ဟိုနေနားလဲပါတယ်လို့သမီးလည်းအခုတော့ချူတူချမ်းတမ်းဖြစ်တာပေါ့ကွာလို့သူမသွားတတ်မလားတဲ့အဖေကိုယ်တိုင်သွားတယ်လို့အဲ့ဒါဒီအဖေပြောထားအဲ့ဒီမှာတော်တော်များတယ်ဒါပေမဲ့ဟိုသူနားလဲရမှာလဲပတ်ဝန်းကျင်နဲ့နေရမှာမဟုတ်လားဟိုကိုပိသားစုတွေးရပြောတာကိုယုံဘေးကပြောတာကိုမယုံနဲ့ဟိုသူ့လိုလေးထင်တာပေါ့သမီးရဲ့တန်တရားလေးတွေဖြစ်တာပေါ့အဲ့ကြောင့်မလို့တွေ့ဘူးလားဟိုနေချက်မြင့်ကြီးကိုသူစကားတွေပြောထားတဲ့အချိန်မှာသမီးနားထောင်ရနော်အေးအဲ့ဒါကိုနားထောင်ပြီးအဖေကဟာငါယူလေးစီးလေးသမီးစီးလေးဩအေးပေးဟောတခုတိုင်းပြောတော့ဟုတ်ပါမအဲ့မသွားကြည့်တော့လာသမီးတလားမိုးရီရွာလားသိနာလေသူသိနာသူလည်းခိုးအောင်မယ်ကောလုံးပိုင်းနဲ့တုံးချောက်လိုက်တာပဲလီးကြပါလေဆိုတော့မေးသူမဖက်နဲ့သိနာလေသူခိုးအောင်မယ်မရဖက်နဲ့ပဲတိတယ်ကွာတိတယ်သိနာ
မိဖေးဆိုင်ကဖေးဆိုင်ကဟုတ်ကဘယ်လိုဖက်လေဟုတ်မှာ မဖက်တက်ကောက် မဖက်လေဘယ်လိုဖက်လေဟုတ်မှာ တော့သမီးဖက်တက်ကောက်တော့နောက်တစ်ဖက်ကျန်နေနောက်တစ်ဖက်ဟုတ်မှာတက်ကောက်အောင်တော့ကောင်းနားလေနေသိနေညီလေးပဲနားထားခဲ့အောင်ဆိုညီလေးထားခဲ့နေတယ်ဟုတ်ဟာအဲ့ဒါလည်းသမီးဖက်နေပဲဟလားသူဖက်နေတူကုန်လိုက်ပေးနေဟုတ်မှာတခုဟုတ်မှာလေဟုတ်မှာလေဟုတ်မှာဟုတ်မှာမလေးဒီဖက်နဲ့လေဟုတ်မှာလေဖက်နဲ့ပေးလေဖက်နဲ့ပေးဖက်နဲ့ဟုတ်မှာလေဟုတ်မှာဒီဝိုင်းအဲ့တဆောက်ရင်ခါလိုက်သူ့လက်ထဲဆောက်ရင်ခါလိုက်မိမအောင်မနော်လားသမရမြည်ဆိုတာဖနက်ကအစနော်အကုန်လုံးဟိုနေအင်တာနက် live မှာတင်တယ်ငါဒီဖက်နဲ့နော်ဟာကြောင်းမယ်လာဟုတ်သွားမိလာအိမ်လဲအဲ့ဖွားကြီးဖက်နဲ့လေဒီဖက်နဲ့မှမဟုတ်လားအဖွားကြီးဖက်နဲ့ကိုမဟုတ်ဘူးလေဒီဖက်နဲ့မှမဟုတ်သမီးဟုတ် level လိုက်ပါလားသမီးမိလေဟဲ့မိသေးဟုတ် level လိုက်ပါ
ဖေးဆိုင်ကပြင်ပေးရလားဟမ်အေးဖေးဆိုင်ကစုပ်နေပြီကွာအဲ့ဒါအကိုကြီးတို့ကလည်းအဖေတို့အစ်စ်မဝယ်ပေးဘူးအေးဒါရွတ်တယ်အေးအဲ့ဒါအပြစ်ကြီးဟုတ်တယ်အကိုကြီးကအစ်စ်ဝယ်ပေးမယ်တဲ့မိချောင်းဆိုတဲ့ပိုင်သားလားဟမ်မိချောင်းဆိုတဲ့ပိုင်သားအစ်စ်လဲရမယ်လားအေး